web application တစ်ခုကို front end ဘိုင်းကို JavaScript မသုံးဘဲနဲ့ဒါ application ကိုဘယ်လိုစောင့်လဲပေါ့နော်နောက်တစ်ခုက C# တစ်ခုတည်းနဲ့ front end ဘိုင်းရော back end ဘိုင်းရောဒါရေးလို့ရတဲ့ application ရှိပါတယ်အဲ့ application ကတော့ Blazor web framework ကိုအသုံးပြုပြီးတော့မှ web application တစ်ခုကိုအလွယ်တကူတည်ဆောက်လို့ရပါတယ်เนาะအဲ့တော့ तू ကအလုပ်လုပ်တဲ့အခါမှာ background ကနေပြီးတော့မှဒီ web socket ပေါ့နော် web socket signal အားကိုသုံးကြည့်ပြီးသုံးထားတဲ့အတွက်ကြောင့်မလို့ server နေပြီးမှပို့လိုက်တဲ့ response ပေါ့နော်သူက browser refresh လုပ်စရာမလိုဘဲနဲ့ data တွေကိုတကယ်ဒီ real time အနေနဲ့သူကပြောင်းလဲပေးနိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့သူကဒီ Blazor web framework ကိုအသုံးပြုပြီးတော့မှ web application တွေကိုအလွယ်တကူတည်ဆောက်လို့ရပါတယ်ဒါဆိုရင် Blazor web framework ကိုအသုံးပြုပြီးတော့မှဒါ web application လေးတစ်ခုကိုတည်ဆောက်ပြီးမှလေ့လာကြည့်ကြမယ်နော်ဒီ Blazor web framework ကိုအသုံးပြုပြီးမှ project ပြီးစောက်တဲ့အခါမှာသူကနှစ်မျိုးစောက်လို့ရပါတယ်ဒီနှစ်မျိုးကကြတော့ Blazor web app ကိုသုံးလိုက်တဲ့ဆို project မျိုးစာကိုသုံးလိုက်တဲ့ဆိုလို့ရှိရင်သူက code က server ပေါ်မှာပေါ့เนาะ server မှာပဲ run နဲ့ run ပြီးတော့မှ browser ကိုပို့တယ်ပေါ့နောက်တစ်ခုကကြ Blazor ဒီ web assembly ကိုသုံးမယ်ဆိုလို့ရှိရင်เนาะ code ကိုသူကဘယ်မှာ run တာလဲဆိုလို့ရှိရင် browser ပေါ်မှာပဲ run တာပေါ့เนาะ browser ပေါ်မှာပဲသူက brand နဲ့ပေါ့ project မျိုးစာကိုတည်ဆောက်မယ်ဆိုလို့ရှိရင်เนาะ Blazor web assembly project ကိုတည်ဆောက်ပြီးတော့ဒါကြီးလို့ရပါတယ်ခုကတော့ဒါဒီ server ပေါ်မှာပဲ brand နဲ့ပေါ့နော် project မျိုးစာ Blazor web app ကိုအသုံးပြုထားတဲ့ project ကိုပေါ့အသုံးပြုပြီးတော့ဒါတည်ဆောက်ထားတာပေါ့နော်အဲ့တော့ဒီ project ထဲမှာဆိုလို့ရှိရင်ခုရေးထားတာကြတော့ဒါ Razor page လေးပေါ့နော်အဲ့တော့ခုဒီ Razor page လေးပေါ်မှာကြတော့ Razor page ကကြ HTML text တွေရောနောက်တစ်ခုကကြတော့ဒီ C# code တွေရောပေါ့နော်အတူတူရေးပြီးတော့မှအသုံးပြုလို့ရပါတယ်အဲ့တော့အခုဒီ program လေးမှာပေါ့နော်အဲ့တော့သူကဒီ view page အနေနဲ့ကကြတော့ text box လေးပေါ့ text box လေးတစ်ခု create လုပ်ထားတယ်အဲ့တော့သူက text box ကနေဒီ program လေးကကြတော့ text box ကနေမှ data တွေကိုထည့်လိုက်မယ်အဲ့ထည့်လိုက်တဲ့ data တွေ C# variable ထဲမှာသွားသိမ်းမှာပေါ့နော်အဲ့တော့ C# variable ထဲမှာသိမ်းပြီးတော့မှ browser ပေါ်မှာတခါတည်းပဲသူကရိုက်ပြပါပေါ့အဲ့တော့ဒီ program လေးမှာပေါ့ဒီ text box ကနေမှထည့်လိုက်တယ်ထည့်လိုက်တဲ့ data ကိုသူ C# variable လေးထဲမှာသွားသိမ်းပြီးတော့မှရေးတာကိုသူက JavaScript code တွေပေါ့နော်မသုံးမဲနဲ့သူကရေးထားတာအဲ့တော့ဒီမှာဆိုရင်သူကဒီ Razor page ပေါ်မှာပေါ့ C# code တွေရေးမယ်ဆိုလို့ရှိရင်သူက h ဒီ keyword လေးသုံးပြီးတော့ရေးပေးရတယ်နော်အဲ့တော့ခုဒီမှာဆိုလို့ရှိရင်သူက HTML text ကဒါ text box တဲ့ import text လေးကိုတိစောက်ထားတယ်နောက်တစ်ခုကဒါ C# code ကြီးရဒါကကြတော့ h code ကိုအသုံးပြုပြီးတော့မှဒါ code block တစ်ခုတိစောက်ရဒါကကြတော့ C# code တွေကြီးပဲအများကြီးရေးတဲ့အခါမှာသုံးတာပေါ့နော်အခုဒီထက်မှရေးတာကကြတော့ string variable လေးပေါ့ C# နဲ့ဟလာဒီ string variable လေးတစ်ခုကိုကြီးညာထားတဲ့ user name ပေါ့နော်အဲ့တော့ဒီ user name string variable ထဲမှာဒီဘက်ကနေမှ HTML ပေါ့ text ကိုအသုံးပြုထားတဲ့ဒါ import text ပေါ့နော်သူက text box ကို create လုပ်တာဒီ text box ကထည့်လိုက်တဲ့ data ကို C# ရဲ့ဒီ user name ပေါ့ variable လေးထဲမှာသူကထည့်လိုက်တဲ့ data ပေါ့ဒီဘက်မှာ die ရိုက်ပေါ့နော်သူကချိတ်ပြီးတော့မှ data ကိုလှမ်းထည့်အဲ့ဒါဘယ်လိုထည့်လဲဆိုလို့ရှိရင်ဒီ h5 ရဲ့ h5 fn ရဲ့ပေါ့ဒီ attribute နှစ်ခုကိုအသုံးပြုပြီးမှအလုပ်လုပ်သွားအဲ့တော့သူက h5 ရဲ့နောက်မှာဒီ text box က binding လုံးမဲ့ပေါ့ဒီ variable ကဘယ်ရလဲဆိုရင်ဒီ user name ပေါ့နော်အဲ့တော့ဒီမှာ file ရဲ့နောက်မှာရေးထားတဲ့ user name ဒီဘက်က C# ရဲ့ string variable လေးပေါ့နော်အဲ့တော့ဒီ string variable လေးနဲ့ဒီ text box နဲ့ binding လုပ်တာအဲ့တော့ထည့်လိုက်တဲ့ data ဒီမှာဝင်သွားမယ်အဲ့တော့ဝင်တဲ့အခါမှာသူကဒီနှိပ်လိုက်တိုင်းပေါ့နော် text box က data changes ဖြစ်သွားတိုင်းဒီ variable ထဲမှာ data ကိုသွားပြီးသိမ်းမှာအဲ့တော့ event ကကြတော့သူကဒီဘက်မှာဆိုရင် find event ဆိုပြီးတော့မှ event name on input ပေါ့နော်ဒါကတော့ text box မှာ input data ထည့်လိုက်တိုင်းပေါ့နော်အဲ့တော့ထည့်လိုက်တိုင်းမှာသူကဒီဘက်က text box က data C# variable လေးထဲမှာသွားသိမ်းမှာဖြစ်တဲ့အတွက်ကြောင့်ဒီ event လေးသတ်မှတ်တာဒီနေရာမှာပေါ့နော်ဒီ C# ဒီ code တွေမရေးခဲ့ဘူးဆိုလို့ရှိရင် JavaScript နဲ့ဆိုရင်သူကဒီ on chain event တွေပေါ့နော်ဒီ event တွေကိုသူကဒါဒီအသုံးပြုပြီးတော့မှ data တွေကိုသူကထည့်တာတွေပေါ့နော်ဒီလိုမျိုးတွေသွားပြီးမှရှိမှာခုဆိုရင်ဒါဒီ JavaScript ပုံမပါဘဲနဲ့ပေါ့ C# ပုံနဲ့ပဲ data ကို binding လုပ်ပြီးမှအလုပ်လုပ်သွားတာလေးကိုဒါရှိထားတာပါเนาะအခုဒီမှာဆိုလို့ရှိရင်
အဲ့တော့ခု hello ရဲ့နောက်မှာဆိုရင်သူကဒီ user name ဒါဒီဘက်ကပေါ့နော်ဒီ C# variable user name လေးကိုပြန်ခေါ်သုံးထားအဲ့တော့ဒီ user name နဲ့မှာဘာမှ data မရှိလို့ဆိုတော့ hello ရဲ့နောက်မှာဘာမှမပြသေးအခုဒီမှာဆိုရင် data ရိုက်ထည့်လိုက်မယ်အဲ့တော့ရိုက်ထည့်လိုက်တဲ့ data ပေါ့နော်အဲ့ဒါကို C# variable ထဲမှာသွားသိမ်းမယ်သိမ်းပြီးတော့မှနောက် hello ရဲ့နောက်မှာပေါ့နော်ဒီတက်မိုးလေးတွေကိုစိုက်ပြသွားဒါလိုက်သူဘာလုပ်တာလဲဆိုရင်ဒီ text box က text box နဲ့เนาะဒီဘက်က variable နဲ့ကိုဓာတ်ရိုက်ပေါ့เนาะ finding လုပ်ပြီးတော့မှထည့်လိုက်တဲ့ data ကိုသူကတော့သိမ်းသွားပါပေါ့เนาะအဲ့တော့ဒီမှာဆိုရင်သူက JavaScript code မပါဘဲနဲ့ပေါ့ C# code တွေနဲ့ရေးတဲ့အခါမှာ h-bind နဲ့ h-bind event ကိုအသုံးပြုပြီးတော့မှဒါအလုပ်လုပ်သွားတာပေါ့เนาะအဲ့တွေဒါရေးရတာတော်တော်လေးလွယ်သွားတာပေါ့เนาะအဲ့တော့သူကဒါကတော့အခုဟာကျတော့ဒီ laser ရဲ့အကြောင်းအရာကိုပေါ့နော် overview အနေနဲ့ပဲရှင်းပြပေးသွားတာပေါ့နော်နောက်သင်ခန်းစာတွေမှာတော့နောက်ထပ်ပေါ့နော်ပိုပြီးမှစိတ်ဝင်စားစရာကောင်းတာလေးတွေကိုအသေးစိတ်ရှင်းပြပေးသွားပါမယ်ရှင်ကျေးဇူးတင်ပါတယ်